မင်္ဂလာပါရောင်နီသတင်းစင်မှကြိုဆိုပါရယ်ဒီကနေ့ရဲ့ဇန်နဝါရီလ12ရက်နေ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်။ထားဝယ်ပလောနှင့်ကျိုးပင်ကောက်မြို့နယ်တွင်စစ်တပ်၏အကြမ်းဖက်ပစ်ခတ်မှုကြောင့်အသက်2နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးပြည်သူ10ဦးထိခိုက်ဒဏ်ရာရတနင်္သာရီတိုင်းထားဝယ်မြို့နယ်နှင့်ပလောမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဒရုန်းလက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းကြောင့်အသက်2နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ပိတ်ထားဝယ်ခရိုင်ထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ပြောကြားချက်အရသိရှိရသည်ဇန်နဝါရီလ10ရက်နေ့မွန်းလွဲတနာရီ40မိနစ်ခန့်တွင်ထားဝယ်မြို့နယ်ရှိ KNU ၏လေဒိုဆိုးမြို့နယ်ရုံးကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်းအသက်2နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်အလားတူပလောမြို့နယ်တွင်ဇန်နဝါရီလ10ရက်နေ့ည8:30မိနစ်ခန့်ကမြစ်ချင်စုကျေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းရင်းနေတွင်ပလောမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်၏ခလာရ2ရ85တပ်ရင်းကလည်းဒူရင်းပင်ရှောင်ကျေးရွာနှင့်နန်းတောင်ကျေးရွာအတွင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာဒူရင်းပင်ရှောင်မှကျေးရွာသားတဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တချို့ပျက်စီးခဲ့ကြောင်းသိရသည်ထို့ပြင်ပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်အေးရွာလေးကျေးရွာရှိဖျားအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတာယာဝတီခရိုင်တိုင်းစစ်ဘက်ရေးရာသတင်းရေးမြစ်ထံမှသိရှိရသည်ဇန်နဝါရီလ10ရက်နေ့ည10:10မိနစ်ခန့်တွင်ကျိုးပင်ကောက်မြို့နယ်အေးရွာလေးကျေးရွာအတွင်းရှိဖျားအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့်ပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည်လေရင်နဲ့ဘုံကျဲသွားတာပါပေါင်900ဘုံလို့သိရတယ်ပြည်သူတွေတော့ထိခိုက်တာမရှိပါဘူးစစ်ခွေးတွေကပြည်သူတွေနေထိုင်တဲ့နေရာကိုရည်ရွယ်ချက်ရှိဘုံကျဲတိုက်ခိုက်သွားတာပါတာယာဝတီခရိုင်တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ္ဆာကပြောဆိုသည်